တိမ်ညိုတွေအုံမိုင်းနဲ့ရာသည်ဒီကဘာဟာလွမ်းဖြာလွမ်းတာတီအဲ့ဟာလေတိမ်ညိုတွေအုံမိုင်းနဲ့ရာသည်ဒီကဘာဟာလွမ်းဖြာလွမ်းတာတီအောင်မြောက်တောင်ကမိုးသားလေးတွေညှိုးကြည့်ရဲ့ရာသည်ပေါ့နော်အဲ့လိုမျိုးငယ်တုန်းကတော့မိုးရာသီနဲ့ပတ်သက်ရင်တော့ဒါမိုးရတဲ့ပြေးစော့တဲ့အမှတ်တရတွေကတော့ဒါမနိုင်ပြရင်ရှိုင်းတို့ငယ်ဘွားတွေကပို့ပြီးတော့တကယ်ကိုလွတ်လပ်ပျော်ရွှင်စွာနဲ့ဒါစော့ခဲ့ကြတဲ့အချိန်တွေပေါ့နော်အခုခေတ်ကလေးဆိုရင်အဲ့ဒီ life ကိုတိတ်ခံစားရမယ်မထင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးရက်ွက်ထဲမှာလုံးဝ group like ဖွဲ့ပြီးတော့စိန်ပြီးတိုင်းတွေပြေးတာတွေပြီးမှလည်းဥပစ်တိုင်းတွေစော့တာတွေကဒီနောက်ပိုင်းမှာနည်းနည်းလေးရှိုင်းတို့ရှားဝိုင်းလိုပဲပြောကိုယ်ပဲမမြင်မိရလားတော့မသိပေမဲ့အရင်တော့ကတော့မရှိတော့တော့ဘူးပေါ့နော်မိုးရရတယ်မင်းကိုလွမ်းနေပေါ့တိစိတ်တွေအောင်မတိစိတ်တွေအောင်လုံးဝစာသားတွေကလုံးဝထိရဒီချင်းရတော့မိုးရတိုင်းမင်းကိုလွမ်းနေတိစိတ်ကရောမတိစိတ်ကရောလေမနိုင်ပြောရလို့ရှိရင်မဖြစ်နိုင်ပေမဲ့မင်းကိုပြန်လိုချင်နေတော့မယ်ခါလေကြလို့ရှိရင်လည်းအရန်အိတ်ချင်ပြီးအရန်နှက်ချင်နေပြီပေါ့နော်အရန်ပင်ပန်းနေပြီဆိုလို့ရှိရင်လုံးဝတဲကြီးမဲကြီးအဲ့လိုဝုန်းဝုန်းဝုန်းရွာတဲ့အချိန်မှာမိုးတန်နေနေအဲ့လိုမျိုးအိတ်ရတဲ့ feeling အရန်သဘောကျတယ်ကြောင်မသွားတော့ဘူးလို့ပါငါမိုးအရန်တဲနေတယ်ဒါသွားလို့ဖြစ်မှာမဟုတ်ဒါနေမကောင်းဖြစ်ပြီးတော့ဖြားလိမ့်မယ်ဆိုပြီးငငယ်တုန်းကကြာတော့လေထီးပါနေရတာနဲ့အိမ်ကလည်းမိုးကတစ်ခါကြိုင်မိုးကထဲပဲတစ်ခါကြိုင်ထီးထဲပဲအဲ့ပါနေတဲ့ဟာကိုထောက်မသုံးပဲနဲ့အဲ့လိုမျိုးမိုးရည်တယ်ပြေးချသွားတာအဒီကတော့မိုးရင်းမှာအားလုံးပဲအစားစားရရအသွားလာကအစားကျူးဆိုင်ကြပါလို့ပြီးတော့ထီးယူသွားဖို့လည်းမမေ့နဲ့ပြီးတော့တကယ်လို့မိုးမိရဆိုလို့ရှိရင်လည်းအားလုံးကဆေးကြိုတောက်ပါမိုးရသည်ဖြစ်တဲ့အတွက်ကြောင့်မလို့အစားတောက်တွေရောနေထိုင်တွေရောအစားအားလုံးစင်ကြင်ကြပါလို့ရှိုင်းလဲစားစားကျူးဆိုင်ပါမယ်ရှိုင်းအောင်ချစ်တဲ့ဖန်လေးတွေအားလုံးလည်းကျူးဆိုင်ကြပါလို့ပြောချင်ရင်လည်းဒီမိုးရသည်လေးကိုလည်းလှလှပပအကောင်းဆုံးအမှတ်တရလေးတွေနဲ့အတူတူဖြတ်သန်းသွားခြင်းပါတယ်ခင်ဗျာ